ဒီဗီဒီယိုလေးကိုအစားဆုံး share လိုက်ပါနော် share လေးဖိလိုက်ပါဒီသူငယ်ချင်းကရေကန်ကိုပြုတ်တာနော်သူငယ်ချင်းရေကန်ကိုဘာပြုတ်တာလဲဒုမီနန်ကိုဘာပြုတ်တာလဲပြောရခိုင်နိုင်ငံလို့ပြောတယ်ကောင်းတယ်လာခဲ့နော်ဖက်ကိုချီတော့ပြီးတော့စားဖမ်းအောင်မလာခဲ့လားဟမ်ဘယ်တော့ရခိုင်နိုင်ငံဖြစ်သွားတာဟောခွေးတာဗလားဖက်ကိုချီတော့ပြီးတော့ငါရှာနေရခိုင်နော်ထွန်းမြတ်နိုင်ကသူ့မတော်စုတော်သူမကာကွယ်နိုင်တာမင်းတို့ကာကွယ်နိုင်မလားဟမ်သူ့မတော်စုတော်ထွန်းမြတ်နိုင်မတော်စုတော်တွားကြည့်တော့ဟိုတဲုံမှာဖမ်းခဲ့ရထိုင်းမှာဖမ်းခဲ့ရဟိုမလေးမှာဖမ်းခဲ့ရနေရာစုံမှာဖမ်းခံနေရမင်းတို့နော်သူ့မတော်စုတော်သူမကာကွယ်နိုင်မင်းတို့မတော်စုကာကွယ်နိုင်မလားဟမ်စောက်ယူတယ်သူ့မတော်စုတော်သူဟုတ်လားစူးစူးစူးနဲ့မထူထောင်နိုင်တာမင်းသူ့ရခိုင်ပြည်နယ်နိုင်ငံထူထောင်နိုင်မလားမင်းတို့စဉ်းစားလေအခုမင်းထွန်းမြတ်နိုင်ရဲ့လက်ခေါ်တွေကရေဖြစ်နေကြတာမင်းတို့ကောထွန်းမြတ်နိုင်တွားရှုံတော့မောင်းရှုံလို့မဟုတ်ထွန်းမြတ်နိုင်ပြောတဲ့မြောက်မင်းတို့လိုက်လို့နေကြတာလို့တနတ်တွေကိုင်းပြီးတော့မင်းအမှတော်လိုင်းလောက်ကြခိုင်ပြည်နယ်ကောင်းစားရေးအတွက်ငါတို့ခိုင်ပြည်နယ်လူမျိုးအတွက်ကောင်းစားဖို့အတွက်လောက်ကြငါအားပေးတယ်တော်လိုင်းလောက်တေးအောင်လို့မင်းတို့တက်တက်လုံးမင်းတို့တော်လိုင်းလောက်လေမင်းတို့တက်တက်လုံးမင်းတို့ရခိုင်ပြည်နယ်စုပ်ပြတ်တန်းလေပဲတက်တက်လုံးမင်းတို့တောင်းအကျန်းဖက်လေမင်းတို့ရခိုင်ပြည်နယ်တက်တက်လုံးနော်နလန်မထူအောင်ခေါင်းမဆောင်နိုင်လေပဲတက်တက်လုံးမင်းတို့ပြည့်စည်နေမှာမင်းတို့ရခိုင်ပြည်လောက်ငါတော့အားပေးတယ်လောက်ကြနော်ကိုမိသားစုတော်ကိုမကာကွယ်နိုင်တဲ့ထွန်းမြတ်နိုင်ကိုမင်းတို့ကမျိုးလုံးစုံမှိတ်ပြီးတွားယုံတာကိုကမင်းတို့ဥနှောက်တွေဘယ်လောက်ရှိလဲဆိုတာနော်မင်းတို့ရဲ့ဥနှောက်ထဲမှာထွန်းမြတ်နိုင်တုတ်ဖို့တွေပဲရှိတယ်ဆိုတာငါသိပြီးသွားပြီနော်မင်းတို့ရခိုင်ပြည်နယ်တသက်လုံးတော်လိုင်းလို့လေမင်းတို့ရခိုင်ပြည်နယ်တသက်လုံးစုပ်ပြတ်တက်လေပဲရခိုင်လူမျိုးတွေလေရခိုင်ပြည်သူပြည်သားတွေတသက်လုံးဒုက္ခရောက်လေတယ်ပြောငါပြောအရှိစားတဲ့ပါဇက်နဲ့ငါလာပြောလိုက်ရခိုင်နိုင်ငံတော်လို့မင်းတို့ကောင်မင်းတို့တော့စားတဲ့ပြင်းတဲ့ပြီးတော့နော်ဥတော့မရှိတာငါတကယ်ငါအောက်လို့မင်းတို့ကတီးရနဲ့လုံနေကြလားမတီးလို့မျိုးလုံနေကြလားဟမ်မင်းဘာလို့လုံရမလဲဘာစဉ်းစားလို့မရလားမင်းတို့ငါရင်တော့ငါပြောခဲ့ပြီလားမင်းတို့ရခိုင်ပြည်သူလူထုကိုမင်းတို့ချစ်တယ်ကိုလူမျိုးကိုချစ်တယ်ဆိုလို့ရှိရင်ရခိုင်ပြည်သူလူထုတွေကိုဒုက္ခမပေးရဘူးဘယ်လိုဟုတ်လားငါလူမျိုးကောင်းစားတယ်ငါပြည်သူတွေကောင်းစားတယ်ငါဘလို့ဇောင်းတဲ့ရနဲ့ပါဝင်ပြီးတော့ဟုတ်လားပန်းဖို့ကူညီရမလဲဒါပဲစဉ်းစားမှာနော်မင်းတို့ရခိုင်ပြည်နယ်ကိုချစ်တယ်ဆိုလို့ရခိုင်ပြည်နယ်ကိုပြည့်စုံအောင်မင်းတို့မလုပ်ရဘူးဟုတ်လားတောင်းတနေရကလည်းငါရခိုင်ပြည်နယ်ဟုတ်လားကောင်းစားရတဲ့ငါရခိုင်ပြည်နယ်ဖွဲ့ဖြိုးဖို့အတွက်ငါရခိုင်ပြည်နယ်တာယာအေးရှမ်းမှုဆိုငါဘလို့လောက်ရမလဲပဲစဉ်းစားမှာမင်းတို့ကအခုကအဲ့လိုမဟုတ်ဘူးကောင်းလို့လိုက်ဖြစ်စီနေတာနော်